မင်္ဂလာပါအားလုံးကျွန်တော်နာမည်တော့ပြန်စားလိုက်ဆိုတော့ဒီဝါပြန်စားနော်ကဲအားလုံးမင်္ဂလာပါကျွန်တော်နာမည်တော့စိုက်စုံဖာပါကျွန်တော်တို့အောင်ကျော်ဖြစ်ပါတယ်အားလုံးလည်းမေးနေကြတယ်ကျွန်တော်လည်းသိတယ်ဒါမဲ့လည်းကျွန်တော်တို့ပြန်ရောက်ပြန်ကအချိန်ကြီးအကြောင်းကျွန်တော်တို့မလုပ်ဖြစ်တဲ့ဟာလေးကိုအခုကျွန်တော်ပြန်ပြီးရဖြစ်တာပေါ့နော်ဆိုတော့အဓိကတော့ကျွန်တော်အပြန်ခီးစဉ်ပေါ့လူတိုင်းလည်းမေးနေအပြန်ပဲရောက်နေတယ်ကျွန်တော်ပြန်လမ်းပြန်လာကြတယ်တိတော့တိတယ်ဒါပေမဲ့မြင်ရတယ်အရင်လည်းသူတို့ဟိုဖြစ်တယ်ကြည့်ကျင်ကြသိကျင်ကြအပြန်ခီးရလဲကျွန်တော်တို့စတယ်ကကျွန်တော်တို့ကမြန်မာတူ UK ပဲပေါ့နော်ဟုတ်တယ်ဒီတိုင်းပဲကျွန်တော်တို့ကစီစဉ်ထားတာဟိုအပြန်ခီးကစီးပြစ်မလားဘယ်လိုပြန်ပြစ်မလဲဆိုတာကျွန်တော်တို့ကိုယ်တိုင်ကအစတည်းကမသိဘူးအဲ့တော့ဟိုပို့ပြီးတော့ပေါ့နော်ဒီ season 2မှာ season 2ဆိုရတယ်ဒီဟောပေါ့နော်အပြန်ခီးပေါ့ season 2မှာချစ်အပြန်ခီးကကျွန်တော်တို့ဒီမစီစဉ်ထားဖြစ်တဲ့အတွက်ပေါ့နော်ပို့ပြီးတော့ကျွန်တော်တို့ challenge ဖြစ်တယ်ကျွန်တော်တို့အဆင်ပြေအောင်လုပ်ရတဲ့အပိုင်းတွေရှိတယ်အဲ့ဒါလေးလည်းကျွန်တော်တို့ပြန်ပြီးတော့ညှောက်ပြပါပေါ့နော်ပြန်ပြီးတော့ sharing လုပ်ပါမယ်ဆိုတော့ကျွန်တော်တို့ဒီမြန်မာတူ UK မှာကျွန်တော်တို့ဒီဗီဒီယိုလေးကျွန်တော်တင်လိုက်တယ်ကျွန်တော် documentary လေးတင်လိုက်တယ်အားလုံးလည်းဟိုတစ်ခုတည်းနဲ့တေချာလေးကြည့်ပြီးတော့ဟိုအားပေးကြတဲ့အတွက်လည်းအားလုံးကျေးဇူးတင်တယ်ကျွန်တော်လည်းတက်နိုင်တယ်များကျွန်တော်ရရှိထားတဲ့အယုတ်တွေနဲ့ကိုကျွန်တော်ဝေစာလေးကိုတင်ပြဖြစ်တာပေါ့နော်ဆိုတော့ဟိုအပြန်ကြီးကိုခဏခေါ်ပြောတဲ့အတိုင်းပဲကျွန်တော်တို့ကရောက်မှစီစဉ်တာရောက်မှအချိန်လေးလည်းရှိတယ်ဟိုဘယ်လောက်ထိပြန်လို့ရမှာဆိုတော့အဲ့ဒါတော့ကျွန်တော်မြန်မာပြည်ထိတောင်ကျွန်တော်မစဉ်းစားထားဘူးအပြန်ကြီးကိုမှန်ပါတယ်မှန်တော့ကျွန်တော်တူရကီထိပဲကျွန်တော်စဉ်းစားတာတူရကီမဟုတ်ရင်ဟုတ်တယ်နော်တူရကီထိပဲကျွန်တော်စဉ်းစားမှာတူရကီထိပဲစဉ်းစားရင်မှကျွန်တော်ကဆိုင်ငယ်ကိုပို့မှာပေါ့နော်အိန္ဒိယဖြစ်ဒီလိုမြန်မာပြည်ဝယ်တိုက်ရိုက်ပို့မယ်ဆိုပြီးတော့ကျွန်တော်စဉ်းစားခဲ့တာအဲ့ဟာကိုကျွန်တော်အချိန်လေးပြောင်းလဲသွားလဲဆိုတော့ကျွန်တော်ဆက်ပြောပြသွားမှာပေါ့နော်ဆိုတော့ပြန်ခီးစဉ်မပြောခင်ကျွန်တော်အသွားခီးစဉ်ကိုနည်းနည်းလေးပြန်နှွေးလိုက်ရအောင်ဗျာကျွန်တော်တို့ပြန်ပြီးတော့ပေါ့နော်ဟိုစထွက်တဲ့အချိန်လေးကျွန်တော်တို့ပြန်ပြီးတော့ပြောရမယ်ဆိုရင်ကျွန်တော်တို့ကဒီစထွက်တဲ့ကကျွန်တော်တို့ရဲ့ညောင်စလုံးရဲ့စိတ်ထဲမှာကျွန်တော်ရွှေတကုံပြစထွက်ခြင်းတယ်အဲ့တော့လည်းကျွန်တော်တို့အရေးပြည်သူရင်ရှိမှာပေါ့နော်ကျွန်တော်တို့ဆိုင်ကယ်နဲ့စထွက်ခဲ့တယ်စထွက်ပြီးတော့ကျွန်တော်တို့ရဲ့ကျွန်တော်ဆိုတော့ရန်ကုန်မှာမွေးတာဆိုတော့ကျွန်တော်ရန်ကုန်သားကိုထားပါတော့နားတော့တောင်းကြီးပေါ့အဲ့တော့ကျွန်တော်တို့ rock လေးကိုမြန်မာပြည်ထဲမှာလည်းကျွန်တော်တို့မသွားခင်ကျွန်တော်တို့ရဲ့တငယ်ချင်းတွေရှိရဲ့မျိုးတွေကျွန်တော်ကဆိုင်ကယ်လေးနဲ့ကျွန်တော်တို့ကဟိုပါပေါ့နော်သွားခြင်းတယ်စရဒီခီးလေးရတယ်ကျွန်တော်တို့ကအချိန်ကဘယ်လိုဖြစ်မှန်းလည်းမသိဘူးဆိုလိုတာကလေဘယ်နေရာမှာဘယ်လိုလှည့်ပြရမလဲဘာညာမသိတော့ဘာဖြစ်ပေါ့နော်ကျွန်တော်တို့ဟိုအမှတ်တရလေးပြောင်းဆိုပြီးကျွန်တော်တို့ကသွားခြင်းတယ်ဆိုတော့ရွေးချက်လေးနဲ့ကျွန်တော်တို့ကစပြီးတော့မြန်မာပြည်ထဲမှာစသွားတယ်နောက်ကိုစားရဲ့ home town ဖြစ်တဲ့တောင်ကြီးကိုကျွန်တော်တို့ကသွားတယ်တောင်ကြီးမြို့ခဏဝင်တယ်ပြီးတော့ကျွန်တော်တို့ရဲ့တန်ခိုင်းလေးရှိရဲ့တာချီလေးကနေကျွန်တော်တို့ကနေပြီးတော့ထိုင်းလာဦးပေါ့နော်အဲ့ဘက်ကိုလမ်းကြောင်းလေးဆွဲထားတာဟုတ်တယ်မှန်တော့ဟုတ်တယ်ကွန်ပြောလို့ပဲကျွန်တော်ဘယ်နေရာမှာပြန်လှည့်ပြန်မှာမသိဘူးကျွန်တော်တို့ပွင့်လင်းပြောရင်အားလုံးသာသွားပြီးလေလာနှုတ်ဆက်ပြီးတော့သွားတာဘယ်မြို့မှာဘယ်နိုင်ငံမှာပြန်လှည့်ပြန်ရမလဲမသိဘူးဘာတွေမပြည့်စုံပဲနဲ့ကျွန်တော်တို့တွေပေးဝင်ခွင့်မရတာတို့ဘာလို့လဲဖြစ်မှာဆိုတော့မှန်ကိုယ့်ဘာကိုတော့မသိပါဘူးအဓိကတော့ကျွန်တော်တို့ဟောပေါ့နော် documentation ဘိုင်းမှာကျွန်တော်တို့အားနည်းမှာဆိုလို့ပေါ့နော်ဟုတ်တယ်ကျွန်တော်တို့ကကျိုးတော့လို့သွားတာပဲကျွန်တော်တို့လိုမလို့နိုထီပြန်သွားထားတယ်နေတာမဟုတ်အများကြီးပဲစာရွက်လေးဆိုရထားလိုက်အဲ့တော့အဲ့ဒါအဲ့ချိန်လုံးပါပေါ့နော်ကျွန်တော်ဘာမှမသိတဲ့အချိန်လေးကျွန်တော်ပြောပြတာပေါ့နော်ဟုတ်လားဘာတွေနဲ့ကြုံတွေ့ရမလဲဆိုတော့ကျွန်တော်တကယ်လုံးဝမမျှော်လင့်ထားဘူးဟိုမှာတာယာတွေအစပါသွားဆိုအလုံးမြင်တဲ့အတိုင်းပဲကျွန်တော်တို့အဲ့တာယာကြီးဆိုကျွန်တော်တို့နောက်ဆုံးနော်ဝေးပဲဟိုပါဖင်လန်နေကျွန်တော်တဆင့်နော်ဝေးကိုလမ်းပို့လိုက်ရတယ်လိုတော့မလိုလေးလို့ဟိုရောက်တော့လေတာယာလည်းဝယ်လို့ရတဲ့အနေထားလေအဲ့လိုပေါ့နော်ဆိုတော့ဟိုအများကြီးပါပဲကျွန်တော်တို့ရဲ့လုပ်ထားတဲ့ research ရဲ့တကယ်ဖြစ်လာတဲ့ဟာတွေကလည်းဟိုမကိုက်ညီတဲ့ဟာတွေလည်းအများကြီးပဲပြုတ်ပြီးရောက်တော့ထွက်တော့ကျွန်တော်မြန်မာပြည်ထွက်တော့တော်တော်လေးပူနေတာမှန်ပါတယ်အဲ့လိုတော်တော်ပူနေတာဟိုတစ်ချက်ရောက်တော့2ရောက်လုံးကဟိုမြန်မာပြည်မှာ6ရက်လောက်ပဲစီးလိုက်ရတယ်6ရက်လောက်စီးလိုက်တာတော့တော်တော်လေးကိုသူကတော်တော်ပင်ပန်းနေပြီအဲ့အချိန်ကြမှာလဲလူကနည်းနည်းလေးဟိုစိုက်ကယ်တွေအဓိကတော့ပစ္စည်းပေါ့နော်ပစ္စည်းတာလည်းအများများတယ်ကျွန်တော်တို့ကအဲ့တော့အတင်ချနဲ့ဒီရာသီဥတုဟာတွေအဲ့တော့မှစပြီးတော့ကိုကနေပြီးတော့ပြန်ပြီးဟွာလို့ရအောင်နော်အရင်တော့ကစီးရဆိုပေမဲ့အရင်တော့ကစီးတဲ့ဟာ
လောက်ကြီးပစ္စည်းမများဘူးပေါ့အဓိကတော့အဲ့ဒီကိစ္စကတော့တကယ်ကျွန်တော်တို့ရဲ့ main challenging issue ဖြစ်တယ် ဟုတ်တယ်ဒီခေါက်တော့သွားရင်စီနေနေပြီပေါ့ နည်းနည်းပဲ သွားမှာလားသွားမှာနော် Okay ကျွန်တော်တို့ညံပြစထွက်တော့6ရက်တော်တော်လေးကိုစီးပြီးထွက်လိုက်ရတာထွက်ပြီးတော့ကျွန်တော်တို့ယူရီးယားနယ်စပ်ကနေကျွန်တော်တို့လာအိုတခါတည်းသွားလိုက်တယ်လာအိုကတစ်ဆင့်ကျိုးပြီးထဲဝင်တာပေါ့နော်ကျိုးပြီးမှလည်းကျွန်တော်တို့ရိုးစီးလို့မရတော့ကျွန်တော်တို့ဟို agent နဲ့ချိတ်ပြီးတော့သွားတဲ့ဘောပါပဲ ကျွန်တော်တို့ရဲ့ဒီတိုးအပ်ထားတဲ့ကိုပီရတယ်ကျွန်တော်တို့အမှလာအိုမှာလာပြီးတော့ကျိုးစထွက်တဲ့အချိန်မှာလေစထွက်တဲ့ဒီမှာလာပြီးတော့ကျိုးပေးတယ်သူရှိလို့လည်းအဆင်ပြေသွားတာကျွန်တော်တို့ဟုတ်တယ်လာအိုကထွက်နေရတယ်ဆိုတရုတ်ပြည်ရောက်တော့ကျွန်တော်ပထမဆုံးဟိုပြန်မယ်ဟိုနဘူးတွေဒူးတွေစီးရတာသူတို့ရဲ့ highway လမ်းမကြီးတွေဆိုကျွန်တော်တို့မြန်မာပြည်မှာ highway ကိုစီးရဆိုတာတခါမှမစီးဘူးကျွန်တော်ရန်ကုန်မန်းလေးနေပြီးတော့လမ်းလည်းကျွန်တော်တက်လို့မရဘူးဟိုပုံမှန်စီးရလမ်းကြောင်းတွေမှာလည်းကျွန်တော်တို့ကဟိုမြို့တွေရွာတွေတောက်လျှောက်ရှိနေတော့ဒီလိုမျိုး highway ကိုကျွန်တော်တို့ဆိုင်ကနေပစ္စည်းအပြည့်နဲ့အဲ့ဒါကြီးစီးရတာနဘူးတွေဒူးတွေစစီးရတာတရုတ်ပြည်ရောက်မှာအဲ့မှာပျော်လဲပျော်ပါဘောနော်ဆိုင်ကယ်အခုမှပဲဟိုသူ့ရဲ့ engine ရဲ့ capacity ကိုကောင်းကောင်းအသုံးချလို့ရတယ်အဲ့မှာကျွန်တော်တို့ speed limit တွေလည်းရှိတယ်အဲ့ဒါကိုကျွန်တော်တက်နိုင်တယ်များကြားရပဲ highway ကိုမှာဟာဟိုလမ်းတွေကလည်းသူတို့ရဲ့ infra တွေကလည်းတွေ့ရဲ့အတိုင်းပဲတော်တော်လေးကောင်းတော့အရန်နေစီးဖြစ်တာပြီးတော့ကျွန်တော်တို့အဲ့ဒီမှာလည်းအမှန်တော့ကီလို9000ကျော်6000နီးပါးစီးရမယ့်ဟာကိုကျွန်တော်တို့က15ရက်ပဲဗီဇာရအဲ့တော့တွက်ချက်ထားတာက14ရက်ပြီးရင် plus or minus 1ရက်ကျွန်တော်လုပ်ထားတယ်အဲ့တော့မနာတန်းစီးရလူကတပတ်လောက်နေတော့တော်တော်လေးကိုကြည်လာတာအဲ့မှာねတချို့လမ်းတွေဆိုရင်ကျွန်တော်တို့တာမန်ပေါ့နော်ပုံမှန်လမ်းကသွားမယ်ဆိုရင်သူက3ရက်လောက်ကြာမယ်အဲ့ဒီအစားကျွန်တော်တို့က highway တွေကသွားမှကျွန်တော်တို့ကတရက်ထင်းနဲ့ရောက်တယ်လေဟုတ်တယ်အခြေအနေရလည်းရှိတော့အဲ့လိုမျိုးပြရတာပေါ့နော်အဲ့တော့တောက်လျှောက်မောင်းတာပေါ့နော်အဲ့စင်ကျွန်တော်အင်နာမွန်ဂိုလီးယားအရင်ရောက်တယ်ရင်တော့အင်နာမွန်ဂိုလီးယားဆိုဘာမှမသိဘူးမွန်ဂိုလီးယားလို့အင်နာမွန်ဂိုလီးယားဆိုတော့အင်နာမွန်ဂိုလီးယားဆိုတော့တရုတ်ပြည်ရဲ့အစိတ်ပိုင်းဘက်ကိုပြောတဲ့မွန်ဂိုလီးယားရဲ့အစိတ်ပိုင်းဆိုတော့အဲ့ဒီမှာအဲ့ border မှာအားလုံးတည်တိုင်းပတ်လိုက်သေးတယ်ဘာဖြစ်လို့ဆိုကျွန်တော်အဝေနှုံးက engine number ကို chassis number လားchassis number တစ်လုံးနံပါတ်တစ်လုံးက6နဲ့8နဲ့မားနေတာအဲ့တော့ကျွန်တော်တို့တနေ့ကုန်နေလန်းထားပြီးတော့မထွက်ဘူးဒါမဲ့လည်းနောက်ဆုံးဖုန်းလေးပါညာဆက်အများကြီးပဲတောက်လျှောက်တနေ့ကုန်စောင့်ပြီးမှလာကျွန်တော်တို့တရုတ်ပြည်ကနေစထွက်အဲ့တော့ကျွန်တော်တို့အမှတရုတ်ပြည်ကထွက်တဲ့နေ့ကဟို immigration မှာရောက်တာမနေ့တည်းကတော့ရောက်တာဒါပေမဲ့ခုနကကိစ္စလေးဖြစ်သွားတော့ကြာပြီးတော့ကျွန်တော်တို့ညနေလောက်မှာเนาะကျွန်တော်တို့မွန်ဂိုလီးယားကျွန်တော်ဖြတ်တယ်ဖြတ်တော့အဲ့ဒီနေရာလည်းတကယ်ကိုเนาะဟို desert ထဲမှာကျွန်တော်တို့ဟိုအစာအုပ်လေးနှစ်ခုပဲဟိုနဲ့ဒီဘက်ဟုတ်ရပါကျွန်တော်တို့ဟို immigration ဟိုလေးရှိတယ်အဲ့ဒီမှာလည်းကျွန်တော်တို့ဟိုမှာ immigration officer တွေတော်တွေ့တဲ့အချိန်မှာဟိုဟို sticker လေးတွေ print လုပ်လာတဲ့လူကလည်းအမှတ်တရပဲเนาะဟုတ်တယ်ဒီဟို text ပေးတဲ့ဟိုလေးအများကြီးပဲကျွန်တော်တင်တာ print လုပ်လာဝင်ရတယ်ဟိုမမီအဲ့မှာကျွန်တော်ကဟို Q ရမှာမ Q ကြတော့လေဒီဘေးတွေကကျွန်တော်ကအဲ့တရုတ်ပြည်ကနေမွန်ဂိုလီးယားစကူးတဲ့ချိန် borders မှာအဲ့လိုအဆင်ပြေလို့ဝိုင်းပြီးတော့ဟုတ်တယ် immigration ရုံးပါလေအဲ့တော့ကျွန်တော်ကလည်းဝိုင်းအုပ်နေကြဝိုင်းအုပ်နေတာပြီးတော့လည်းကားတစ်စီးဆိုရင်လူက10ယောက်လောက်ရှိတာအဲ့တော့တယောက်တည်း Q ဝင်မဲ့သူကသူ့လက်ရောက်ရင်သူကထည့်ပေးလိုက်တာစာအုပ်က10အုပ်ဆိုတော့စာအုပ်တစ်အုပ်ဆိုတော့5မိနစ်လောက်ချိန်ယူရင်ကျွန်တော်က10အုပ်ဆိုမိနစ်50လောက်ဖြစ်သွားအဲ့လိုကောင်းရင်လည်းကျွန်တော်မှဟာအဲ့မှာလုံးဝမင်းငါညာလာပြီးနေဟိုပါဖြစ်တယ်ညာဖြစ်တယ်ဖြစ်ကုန်တာကျွန်တော်ကိုရီးယားလည်းနိုင်ငံကြီးသားပြတနဲ့Q မယ်ပေါ့နောက်ကနေနောက်ကြတော့မရတော့နှစ်ကောင်လားစပြီးတော့ဝင်တိုးရတာနေနဲ့မှာတုတ်ပြီးတော့ဝင်တိုးရတာနော်အဲ့ကလည်းအမတရားပဲခင်ဗျပြောတဲ့ဟိုကတော့အမှန်တော့ဒီကောင်စမဂလာလာလောက်တာဒီကောင်ကိုရီးယားဟိုခေါ်သူတို့ရုံးခန်းထဲခေါ်တာတော့ကိုရီးယားမှာအဲ့ကိစ္စကိုအကုန်လုံးမြင်လိုက်ရတာဟာအဲ့ရလေးပါပဲအဲ့အစတာပဲမွန်ဂိုလီးယားအစပဲပြီးတော့မွန်ဂိုလီးယားကျွန်တော်တို့မွန်ဂိုလီးယားကလည်းသူကဒီဝင်တဲ့ကျွန်တော်တို့တရုတ်ပြည်နယ်စပ်ကနေကျွန်တော်တို့ထွက်မဲ့ရုရှားနယ်စပ်ထိကသူကတောက်ပြက်ကြီးကျွန်တော်ဖြတ်ရတာနော်အနောက်ဘက်လိုမျိုးတောက်ပြက်ဖြတ်ရအဲ့တော့မွန်ဂိုလီးယားမှာလည်းကျွန်တော်တို့ကအမှန်တမ်းပြောရင်မွန်ဂိုလီးယားကျွန်တော်တို့အရင်တော့ familiar မဖြစ်ဘူးပေါ့နော်ဘာလို့ဆိုတော့နိုင်ငံကလည်းတကယ်ဟိုကုန်းမြပိတ်နိုင်ငံဖြစ်နေတော့ဟိုတ
ကျွန်တော်ကသွားဖို့တော့ကျွန်တော်မစဉ်းစားထားဘူးဒါပေမဲ့ဒီ trip မှာကျွန်တော်သွားဖြစ်သွားတယ်သွားဖြစ်သွားတော့မသွားခင်မှာခင်ဗျားကကျွန်တော်မေးသေးတယ်လေဟိုမှာကိုဗီတက်ဆက်သွားရင်ကောင်းမယ်ဆိုပြီးတော့ကျွန်တော်တို့အစထင်ထားတာကိုဗီတက်ဆက်ကအနောက်ဖက်ရောက်တယ်လို့ထင်ထားတယ်ဒါပေမဲ့ကျွန်တော်တို့ခုနဖြစ်လာတဲ့အင်နာမွန်ဂိုလီးယားအဲ့လောက်ကနေစတယ်ကျေပြန့်တာပေါ့နော်တက်ဆက်ကဒါပြီးအဲ့တက်ဆက်ကထူးဆန်းတာကသူကဟိုသူ့ရဲ့ညနေမိတ်ကနှစ်တိုင်းပြောင်းလဲနေတယ်ကျွန်တော်ရာသီဥတုမူတည်ပြီးတော့တစ်ခါကျမြောက်ဖက်နဲ့ယူသွားလိုက်တောင်ဘက်ယူသွားလိုက်ရှေ့တိုးလိုက်နောက်ဆုတ်လိုက်အဲ့လိုမျိုးလေးဖြစ်တယ်ဆိုတာလေးကျွန်တော်တို့ကနောက်မှသိရဒီတဲ့ကတော့ဘူးတူတာလေးပေါ့နော်အဲ့ဒါလေးသိရတယ်မဂိုလီးယားကတော့တကယ်ဟိုသူ့ရဲ့ landscape ကတော့တကယ်နော်တော်ကြီးကိုကျွန်တော်တို့ရဲ့အကြိုက်ဆုံးထဲမှာပေါ့နော်မဂိုလီးယားပါဟိုကျွန်တော်တင်ထားတဲ့ဓာတ်ပုံတွေမှာလည်းတွေ့မယ် drone shot တွေမှာလည်းတွေ့မယ်ဟိုလုံးဝကျေပြန့်ပြီးဘာမှမရှိဘူးတကယ်ဘာမှမရှိတာဟိုတနေကုန်မောင်းမှတာလူကိုတယောက်ညအဲ့လောက်ပဲတွေ့တာအဲ့မျိုးလေးပြီးတော့ကျွန်တော်တို့ဟိုဒီဂန္ဓာရလို့တဲကန်ရဆန်ဆန်လေးကိုဖျက်ရတဲ့အချိန်အရင်စိတ်လို့ရှာဘာဖြစ်လို့ဟိုခင်ဗျားဆိုဟိုးဘက်နာရောက်သွားကျွန်တော်ဒီဘက်နာရောက်နေခင်ဗျားအစီအပြေလမ်းအောင်ကျွန်တော်လည်းကျွန်တော်အစီအပြေလမ်းအောင်ပြီးမှပြန်လာဆုံးလဲဆုံးဒါမျက်စိကတော့မြင်နေရတယ်ခင်ဗျားအဲ့နားမှာဟို1 ကီလိုမီတာ2 ကီလိုမီတာလောက်အဝေးလောက်နဲ့စီးနေဖုန်လေးတလုံးနဲ့ကျွန်တော်လည်းဒီဘက်မှာဖုန်လေးတလုံးနဲ့စီးနေဂျိုးဝိုင်းလမ်းဒီဂျိုးအပြည့်ထွက်နေကြရပြီလားရဆိုတော့ဒီဟောဗျာဒါမွန်ဂိုလီးယားပြီးတော့နောက်မွန်ဂိုလီးယားမှာနောက်တစ်ခုကျွန်တော်တို့ဒီလမ်းနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်တို့လမ်းတွေကတော့တော်တော်ကောင်းတယ်ဒါပေမဲ့လမ်းတွေကကောင်းလွန်းပြီးတော့တချို့နေရာတွေမှာသူတို့ဒီဂျိုက်တွေဖြစ်တဲ့နေရာကိုသူတို့ပြင်ဖို့ပေါ့နော်ကျွန်တော်တို့ဖြတ်လာတာသူတို့ကအဲ့တော့ဖြတ်ထားတဲ့ဒီဟိုကအကွက်ကတခါတချို့ဟာတွေက3-4ပေရှိရယ်ချို့ဟာလည်းအနက်ကလည်း6လက်မလောက်6လက်မလောက်ရှိရယ်ဒါပေမဲ့သူတို့က size တွေပါတယ်မပြထားပြထားအောင်ပြထားတော့အဲ့မှာဟိုကျွန်တော်တို့ ਨੇ ခင်ခဲ့တဲ့ဒီကီနဲ့ဒိုင်နာတို့ဘေးတွေပါကွဲသွားပြီနော်သူတို့ဟိုသူတို့ဂျွန်စီကနေထွက်သွားတော့ဟိုအဲ့ဟာဂျွန်ကလည်းဒီတော့ထားမိတယ်ကျွန်တော်မောင်းတော့လည်းဒါပေမဲ့ဟိုကျွန်တော်မောင်းတဲ့ speed ရယ်ကျွန်တော်မြင်ရတာတော်လေးရပါတော့သူတို့ကြတော့အသက်လည်းကြီးတော့ကျွန်တော်တင်တာနည်းနည်းမြင်ရတာပြီးရင်ဟိုကျွန်တော်တင်တာဒီကီကလည်းတော်မောင်းမယ်တင်တယ်သူ GSC နဲ့ဆိုအဲ့တော့အကြိုက်နဲ့ဝင်တာရှေ့ခွေရကောက်သွားတယ်အဲ့ဒါကျွန်တော်ပြန်ပြောပြလို့ကျွန်တော်သိတာအဲ့ဒါဟိုသူတို့ကတော့မြင်တယ်ဟိုခွေကိုချင်းလမ်းမလိုက်တယ်လမ်းမပြီးတော့သူအဲ့ခွေကိုစောင့်ပြီးတော့ပထမပိုင်းသူတို့အရင်ဖြောင်းလိုက်တာလားမသိဖြောင်းပြီးတော့နောက်တစ်မျိုးမှာနောက်တစ်မျိုးမှာသူတို့ရုရှားထဲမှာရုရှားထဲမှာခွေကိုလမ်းပို့ဟိုမွန်ဂိုလီးယားနဲ့ပတ်သက်ရင်တော့အမှတ်တရအများကြီးပါပဲဟိုညိုနစ်ပြီးတော့ဘေးကညိုနစ်ပြီးတော့ပါဖြစ်တာအမှန်တော့ကျွန်တော်တို့ပို့ပြီးတော့ဒီကဲကိုဘီရဲ့အတွင်းပိုင်းနေကျွန်တော်တို့သွားလဲချင်တာဒါပေမဲ့ကျွန်တော်တို့ရဲ့ဆိုင်ငယ်အနေထားကျွန်တော်တို့ရဲ့တင်ထားပစ္စည်းတွေရယ်အချိန်တွေရယ်ဆိုတော့ဟိုဒီတိုင်းဖြတ်သွားရတဲ့တင်အောင်ကျွန်တော်တို့ကဘယ်နည်းတောင်တော်တော်ကြာတယ်ကျွန်တော်ဖြတ်လိုက်ရတယ်ဆိုတော့ဟိုအကယ်လို့အလီဆိုသူ့ရဲ့အရသာလေးပေါ့နော်အရသာတော်တော်လေးတော့ခံစားလိုက်ရပါတော်တော်လေးကိုခံစားလိုက်ရပါနောက်တစ်ခုကကျွန်တော်တို့ဒီတဲကနာခွေးမြင်လို့ပြောပြီးမယ်တချို့နေရာကျတော့သူကဒီဆွစ်ဇာလန်တို့လိုမျိုးတောင်တန်းတွေနဲ့ကျွန်တော်တို့ဒီ national ဟိုသဘောမျိုးပေါ့နော် reserve သဘောမျိုးထားတဲ့နေရာလေးကျွန်တော်ရောက်ခဲ့တယ်။ဟိုလိမ့်နဲ့တူတဲ့ကြောက်လေးရောက်ခဲ့တယ်။အဲ့ညာလေးတကယ်တော့တော်တော်လေးကိုအရန်တာလာပါမွန်ဂိုလီးယားတော့ဒါဟိုအားလုံးဟိုဖြစ်တယ်ဆိုရင်တော့လေတင်တဲ့နေရာလေးနော်။အခုပဲအစားတော့နော်။အစားတော့ကတော့ကျွန်တော်တို့နည်းတိတ်စစ်မပြေဘူးခံစားခဲ့ရတယ်။ခံစားခဲ့ရတယ်။ဒါကတော့မွန်ဂိုလီးယားနဲ့ပတ်သက်တဲ့ဟာလေးပေါ့နော်။တပည့်လိုက်တပည့်အမဟေးလာအညောဝင်တားတွေသမီးတွေဝင်လာလို့စစ်ရိုက်ကွေးခဏရက်လိုက်ရတာကျွန်တော်တာထိုင်တပည့်လာဒီလာမလားโอเคအခုဆိုရင်ကျွန်တော်မွန်ဂိုလီးယားပြီးတော့ကျွန်တော်ရုရှားနဲ့စဝင်တာဘော်လာတော့เนาะအစင်တော့ပြပါတိတ်ဟိုအရင်ကျွန်တော်ဟိုသူ system လေးနဲ့သူဝင်ပြီးတော့ဟိုလောက်ထားဖြစ်တဲ့ဟိုဒါဖြတ်တဲ့နေရာတိတ်အလောက်တော့ဖြစ်ဘူးဒါပေမဲ့တိတာပြန်တတိထားမိတာကကျွန်တော်မွန်ဂိုလီးယားမှာမရှိတဲ့ landscape ကရုရှားဘက်မှာပြန်စလာဟိုတစ်ပင်တွေကြောက်တောင်တွေကုန်းတွေဟိုဟာစမ်းချောင်းလေးတွေနောက်ကျွန်တော်တို့အစတည်းကဒီမသွားခင်တည်းကကျွန်တော်ပြောဘူးလေဘယ်နေရာမှာဘာဖြစ်မှန်းတော့မသိဘူးဒါပေမဲ့ရုရှားရောက်တော့ကျွန်တော်တို့ဒီကီယာဒါရောက်တယ်လို့ဒီတော်နီးဆက်သွားပြီလို့ပြောဘူးတယ်ပေါ့နော်အဲ့တော့ဆိုတော့အဲ့တော့ကဒီရုရှားနေယူရိုပကသူတို့က
လမ်းကြောင်းကတော်တော်လေးကိုအဆင်ပြေတာပေါ့နော်သွားလို့တော့အဆင်ပြေဆိုတော့ကျွန်တော်ရုရှားသွားတဲ့အချိန်တုန်းကကျွန်တော်တို့တော်တော်ပြောတယ်ဘာလို့ဆိုတော့ဒါကျွန်တော်ပြောလိုက်တဲ့စီနာထဲမှာလားမသိဘူးဒါကျွန်တော်ရောက်သွားပြီရောက်သွားပြီဆိုပြီးတော့ရုရှားဆိုတာလည်းဟိုယူရိုပလိုပုံစံမျိုးဖြစ်နေအဲ့ချိန်မှာရုရှားဆိုကိုရီးယားဘာမှမသိဘူးစရောက်တာနဲ့အဲ့ဒီ Altai Mountain ဆိုကျွန်တော်ဖြတ်ရတာအဲ့ဖြတ်တဲ့အချိန်မှာ Siberian ဒေသပေါ့နော်စပြီးတော့တတိထားမိတာဒီ Snow Cap Mountain တွေကကိုယ့်ရဲ့ background မှာကိုယ့်ရဲ့ shade တွေမှာကိုယ့်ရဲ့ပတ်ဝန်းကျင်တွေမှာဝင်ရံပြီးတော့အဲ့ဒါလေးစီးရ feeling တွေကတော်တော်လေးကိုနော်မိုက်တယ်အဲ့ဒီမွန်ဂိုလီးယားနဲ့အဲ့ Altai Mountain ကြားထဲမှာစီးရလဲတော်တော်လေးမိုက်တယ်ကဏ္ဍရလေးလည်းဖြတ်လိုက်ရတယ်ကျွန်တော်တို့သွားတဲ့အချိန်ကဒါတကယ်နွေရာသီနွေခေါင်ခေါင်ပေါ့နော်ဆိုတော့နွေမလို့တော်တယ်ဟုတ်ပါအဲ့ဒါတော့မှသူဟို snow တွေကြည့်လို့အဲ့ဒီရက်တောင်ကျွန်တော်တို့ဗာလဲ snow cap mountain သွားကြည့်ကျင်တယ်ဆိုပြီးတော့သွားကြည့်လိုက်သွားပြီးတော့အဲ့ဒါတစ်ဖက်ဆက်သွားရမယ်ဟိုမှာ camp အေးရမယ်ဆိုတော့အေးရမယ်ပြီးရင်ဓာတ်ဆီဆိုင်မရှိဘူးဆိုတော့ဓာတ်ဆီမဖြစ်လာအဲ့ဒါကျွန်တော်ပြန်ထည့်လာလိုက်တာပြန်ထည့်လာလိုက်တာအဲ့မှာလည်းတွေ့ရတဲ့အတိုင်းမမဆန်ဟိုကနေသူ family နဲ့ပေါ့နော်ကျွန်တော်တွေ့ရအဲ့မှာတော်တော်လေးကိုဟို warmly ပေါ့နော်တောက်လျှောက်မောင်းလာတာအိမ်နဲ့လည်းနည်းနည်းဝေးနေပြီအဲ့ချိန်မှာဟိုဒီလိုမျိုးကျွန်တော်တို့ဟိုတခုတ်တရနဲ့နှုတ်ဆက်ပြီးတော့ကျွန်တော်တို့ရေချိုးမယ်ဆိုရင်ရေနွေးဦးတည်ပေးတာတို့ဗာမျိုးတွေကဒါတွေကဒီရောက်မှပြန်ပြီးခံစားနွေနွေးထွေးထွေးခံစားအမှအရင်ကိုကျွန်တော်တို့တကယ်ကိုပြောပါတယ်အတိုင်းမမနဲ့တွေ့ရတဲ့အချိန်မှာသူ့ရဲ့ camp site မှာရုရှားကတော့ပွင့်လင်းပြောရင်တော့နော်ဟိုမထင်မှတ်ထားပဲနဲ့ကျွန်တော်တို့ရောက်ခဲ့နေတယ်အများကြီးပဲကျွန်တော်တို့ဥမာဥရစက်ယုံရှိရနေရဆိုရင်ကျွန်တော်တို့ဟိုလမ်းပေါ်မှာလည်းရောက်နေရတယ်ပါတယ်ဟုတ်တယ်ကျွန်တော်တို့နည်းနည်းလေးပဲဆွေးလိုက်ရတာနည်းနည်းလေးပဲထွက်လိုက်ရရောက်အောင်သွားမယ်ဆိုပြီးကျွန်တော်ရောက်သွားတယ်ဒါပေမဲ့ရောက်တဲ့ချိန်မှာတော့စက်ယုံကသူကဒီသူကြိုပြီးတော့ပြောရတယ် email ပို့ပါညာကြိုပြောရင်တော့သူကစက်ယုံလေးတာလို့ရတယ်ပေါ့နော်ဥရဆိုတာလည်းကျွန်တော်တို့ဒီ classic bike တွေဟိုတိုက်တယ်ကျွန်တော်တို့အတွက်ကတော့ဒါတကယ်ဟိုပါပေါ့တော့ကြည့်တဲ့နေရာလေးဖြစ်တယ်ဘောကြတဲ့ brand ကိုသူကသူ့ရဲ့ signature တော့ site ကားနဲ့သူကတွဲထားတာကျွန်တော်တို့လက်စစ်ဆိုင်မှာတက်စီထန်နေတော့ဆိုင်ကအအောင်ကြီးတကယ်ဟိုကျွန်တော်လေသမားကြီးတယောက်ထင်တယ်ရောက်လာတာသူ့ရဲ့ဆိုင်ကတကယ်ကိုဟို1 gig နဲ့နိုးပြီးတော့သူကရှောက်အဲ့လိုမျိုးစီးထည့်ပြီးထိုးသွားတာပေါ့နော်အာဒီလည်းဘောကြပါလားအဲ့ကျွန်တော်တို့ရောက်ပြီးတော့ဒုတိယနေ့ဟုတ်တယ်တက်စီဆိုင်မှာတွေ့လိုက်တယ်အဲ့ဒါလည်းအဲ့စက်ယုံတော့ရောက်သွားတယ်ဒါပေမဲ့စက်ယုံပေးရ museum မှာကျွန်တော်တို့ဟိုလုပ်ပေးခဲ့တယ်ဝင်ပြီးလေ့လာပူရအောင်ပေါ့နော်ဟုတ်တယ်စိတ်ရောကျွန်တော်အချိန်ကြိုတင်ပြီးတော့မချိတ်ဆက်ထားတော့ဝင်လို့မရဘူးအဲ့တော့ကျွန်တော်အဲ့ဘေးက museum မှာဝင်ပြီးတော့လေ့လာခဲ့ရတယ်။မှန်တော့အဲ့ဒါလည်း plan မပါဘူးတကယ်တမ်းပြောရရင်ရောက်မှတာကျွန်တော်ကဟိုဒါလေးသွားမယ်ဟိုဟာလေးသွားမယ်ဆိုဖြစ်သွားတာဒါမဲ့လည်းလမ်းကြောင်းနဲ့အရင်တွေ့ဖက်ပြီးလည်းမသွားရဘူး။ဘာဖြစ်လဲအချိန်နေပါနေရမယ်။ပြီးရင်သူတပြန်အဓိက visa issue ပဲအဲ့ visa ကကျွန်တော်တို့ဒီပေးထားတဲ့အချိန်ထဲမှာကျွန်တော်ကအဆင်ပြေအောင်ရအောင်မောင်းနိုင်မှာရမှာနောက်တစ်ခုကကျွန်တော်တို့အတွက်ပေါ့နော်ဟိုကိစ္စလေးတစ်ခုကကျွန်တော်ရဲ့ဒီအရေးကြီးတဲ့ heat grip ပေါ့နော်ကျွန်တော်တို့ရုရှားမှာတက်ဖြစ်လိုက်တယ်ဘာလို့ဆိုတော့ရှေ့လျှောက်မှာသွားမဲ့နိုင်ငံတွေကနည်းနည်းအေးတယ်ဆိုတော့ဟိုကျွန်တော်စရရတော့စီစဉ်ထားရတယ်ဒါပေမဲ့အကြောင်းမျိုးကြောင့် model မှားပြီးတော့ကျွန်တော်ဒီမှာထားတဲ့ heat grip ကတက်လို့မရဘူးအဲ့ဒါနဲ့အတိုင်းကျွန်တော်တော့ short ကြီးတဲလာပြီးတော့ရုရှားကျမှကျွန်တော်မော်စကိုကျမှကျွန်တော်တက်လိုက်ရ heat grip တွေကို service လည်းလုပ်ဟုတ်ပါဘိန်းနေရလဲကျွန်တော်တို့ကဒီဘာပေါ့နော် keyway အကြိုက်သွားမဲ့ဘိန်းဖြစ်တော့ကျွန်တော်တို့က service ကတော့ဒါ number 1 priority ကျွန်တော်တို့ရောက်တဲ့နေရာမှာလုပ်တဲ့ service ကိုကျွန်တော်တို့ဒီထားလို့လုပ်ရပါတယ်အဲ့ဒါတော့ဟိုအစားတောက်တာချွေတာမယ်ဒီဘိန်းပေါ်မှာတော့အဲ့အချိန်မှာကျွန်တော်မချွေတာဘူးလဲရမှာဆိုချက်ချင်းလဲတယ်ဘာဖြစ်လို့ဆိုဒီဘိန်းမကောင်းရင်ကျွန်တော်ဘယ်လိုမှရှေ့ဆက်သွားလို့မရအောင်ဟေးဟေးဆိုရင်ကျွန်တော် service လုပ်တာဘိန်းနဲ့စီးလုံးပြီးပါပြီကျွန်တော်ဟိုတရုတ်ပြည်ဟာလီသမားတွေနဲ့လည်းတွေ့တယ်နော်လမ်းမှာဟုတ်တယ်တည်းသူတို့လည်းမော်စကိုသွားမယ်ဆိုပြီးတော့အဲ့တော့မွန်ဂိုလီးယားမှာဘယ်ဘက် challenge ဒီရေလွှမ်းနေလို့သူတို့မမောင်းထွက်လာလို့မရအောင်အဲ့ဒါကျွန်တော်နဲ့လမ်းမှာတွေ့တော့သူပြောပြတယ်သူကအဲ့ဒီဘက်မှာကြာတော့သူကဒီ border crossing နေရာအများကြီးမှာလုပ်လို့ရအောင်ဒီလိုရဆိုတော့တချို့ကြာလည်းဟိုရုရှားကိုပို့ပြီးတော့အရှေ့ဘက်ကနေပြီးတော့ပြန်ဖြတ်ချင်တယ်ပေါ့နော်အဲ့ဒါနဲ့အဲ့ဘက်ကလာတယ်ဒါပေမဲ့အဲ့ဘက်မှာမိုးအရန်များပြီးတော့လေဟိုရှီကာတာပေါက်တာလားအဲ့လိုမျိုးတစ်ခုဟုတ်တယ်အဲ့နဲ့သူတို့ကဒီမထီဘက်ဘက်နဲ့ဒီဘက်ကိုလာရင်လည်းအမှစူဂျာဟာဒီ3စီးနဲ့ကျွန်တော်တို့စဉ်းစားနေတယ်ဟာဒီလူတွေဟာဒီနဲ့ပေါ့နော် cross country ချတယ် KTM တစ်စီးပါတယ်ဟုတ်တယ်
ခေကျွန်တော်ရုရှားပြီးတော့ကျွန်တော်ကပိုလန်ရောက်ပြီဆိုပြီးတော့စဉ်းစားနေတာဒါပေမဲ့ဂျားထဲမှာနိုင်ငံတေးသေးလေးကျွန်တော်ရဲ့ဟို သူက မထင်တာဘူး သူကနိုင်ငံမှာတော့ကျွန်တော်တို့မသိ မ ဘူး သိဘူး ဘာလို့နိုင်ငံဆိုရင်တနိုင်ငံနဲ့နိုင်ငံကျွန်တော်တို့ဖြတ်တဲ့ခါကျရင်ကျွန်တော်တို့ border control ကအများကြီးရှိ ဟုတ်တယ် တယ် immigration ရှိတယ်အမှလိုအပ်တဲ့တခြားစာဝတ်စာတမ်းတွေအပြင် insurance တွေဝယ်ရတယ်အဲ့တော့ insurance တစ်ခုပဲရှိတယ် insurance ရှိတော့ကျွန်တော်တို့က okay ပေါ့ အဲ့မှာကောင်တာလေးနဲ့ရောင်းလာ insurance ပဲ insurance ဟုတ်တယ် ကျွန်တော်က immigration officer ဘာညာမေးတော့သူကလည်းမရှိဘူးတဲ့မလိုဘူးတဲ့ဆိုတော့အဲ့နားမှာဝင်ဖြတ်နေရတာလေရုရှားကားတွေပဲဖြစ်တဲ့အတွက်သူတို့အတွက်မလိုကျွန်တော်တို့အတွက်လိုတာဒါပေမဲ့လိုရဆိုမဲ့လည်းအဲ့မှာဘာ office မှာလည်းမရှိဘူးအဲ့နဲ့ကတ်တီနဲ့ဝင်ချသွား အဲ့ဒီ တယ် နဲ့အဲ့ပထမညကျွန်တော်တို့ဟို highway ဘေးကဟိုအစင်ပြေရဲ့ နေရာမှာက မိလိုက်တယ် အိတ်လိုက်တယ်ဟုတ်တယ် သူကတော့မေးတော့မေးတယ်နော်ကျွန်တော်တို့ကဗီဇာဆိုတော့ကျွန်တော်တို့က မသိဘူးပေါ့ သူကလည်းစကားမပြောတယ် ရုရှားဗီဇာပဲကျွန်တော်တုတ်ပြ တုတ်ပြပြီးတော့ okay ပေါ့ စကားလည်းမပေါ့ တော့ကြမှာလား နောက်နေ့ကျတော့နည်းနည်းမြို့ထဲရောက်သွားပြီမြို့ထဲရောက်သွားတော့ မင်းလေသူတို့မျိုးတော့လေ အေး min မှာအဲ့မှာဘာပွဲတော်လည်းမသိဘူးဗျာတောင်းတာ အားစားပွဲတော့ရှိတော့မှာတမျိုးလုံးကဟိုဖြစ်နေတာ အေး အာ အားကစား activity တွေနဲ့ဘာ ဟိုတယ်ဟိုအကုန်ပြည့်နေတာ ပြည့်နေဟုတ်တယ်အဲ့တော့ကျွန်တော်ကတခုတွေ့တော့မေးတော့လဲကျွန်တော်ကလည်းစကားလည်းလုံးဝမပေါ့သူကလည်းလုံးဝအင်္ဂလိပ်စကားရယ်လည်းမပြောအဲ့တော့ရတယ်လည်းတဲတယ်ဆိုပြီးတော့ပေးလဲတဲတယ်အထုပ်တွေချရတယ်ပစ္စည်းတွေချရေမိုးချိုးပြီးတော့အဲ့ချိန်မှာတကားလာခောက်ရောတကားလာခောက်တော့ရဲမှလည်းမသိဘူးသူကလည်းအရက်ဝင်နေပဲခါတယ်ပြီးတော့ဟာအတကူကြီးဟိုစကားလာပြောနေနောက်ဆုံးသူတို့ကလည်းစကားလုံးဝမပေါ့တော့သူတို့ရုံးကိုဖုန်းဆက်ပြီးတော့ဖုန်းပေါ်မှာ အင်္ဂလိပ်စကားနဲ့ကြောင်းနဲ့ချိန် အင်္ဂလိပ်စကားတတ်တဲ့ကြောင်းနဲ့ပြောတာဟုတ်ပဲလေချဲတာပေါ့နော်ကိုတွေဟာမင်းတို့ကဟို illegal immigrants တွေဘာညာပေါ့နော်ဟာကိုတွေကဘာမှမသိမှကိုယ်စာအုပ်ယူသူတို့က passport ယူပြီးတော့ရုံးလိုက်လာခဲ့တယ်အဲ့စာရွက်ပဲပေးသွားအဲ့စာရွက်ကလည်းရုရှားလိုကြီးပဲရေးထားတာအဲ့ဒါရဲမှလည်းမသိဘာမှလည်းမသိဘူးဘာတော့လည်းပေးသေးပြီးတော့ဘာလည်းမသိဘူးပြီးတော့ရဲခေါ်လိုက်တယ်လေကိုတွေကိုခါတယ်အဲ့နဲ့နောက်နေ့အမှ yes can တွားပြီးတော့မှကြိုးချောင်းရှင်းပြပြီးတော့မှ okay တဲ့အဲ့ဆိုတော့မင်းတို့ fine ပေးရမယ်ပြီးရင် visa ယူရမယ်ဆိုပြီးတော့ကျွန်တော်2ရက် visa ပေးလိုက်တယ်နော်2ရက် visa နဲ့ fine နဲ့အဲ့ fine ရလဲကျွန်တော်မြို့ထမှာတွားဆောင်ပြီးပြန်လာ တော့ပေးရ ဟုတ်တယ်ဘာမှကျွန်တော်တွင်းရတယ်ပြီးတော့ပြန်ထွက်လာပြီးမှခန့်ကြပါကေမှာမထွက်ခင်လာတာပြီးတော့မှအဲ့မှာ တပုံလေးရိုက် နော်ဟိုဟာလေသူ တို့လည်းသိပါတယ်ကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲ intentionally မဟုတ်ဘဲနဲ့ innocent လေးဆိုတော့အဲ့ဘီလာရုစ်ကနေပြီးမှလာကျွန်တော်ကအဲ့မှာပိုလန်ဝင်ရတာအဲ့မှာကျွန်တော်ပိုလန်က6နိုင်လောက်ကျွန်တော်တန်းစီရကျွန်တော်မှတ်မိတာ ဟုတ်တယ် ဆိုင်ကယ်ကြီးဘက်မှာဖြည်းဖြည်းချင်းစီလိမ့်ပြီးတော့လေဟိုတန်းစီရတဲ့နေရာရအရှိပဲ ဟုတ်တယ်အဲ့နေရာကိုသွားဖို့လေကျွန်တော်တို့စိတ်တွေဟိုးကြီးသွားပြန်တွေ့တာ သွားပြီးတော့ပြန်လာ အဲ့ကျွန်တော်ထင်တာအဲ့ဒီမျိုးကအဲ့ဟို gate ကဟိုတော်တော်များသွားဝင်ရတယ်ဒီဟိုပေါ့အမှန် Belarus Russia နဲ့ဒီ Europe နဲ့ဟိုလုံးဝဆက်ထားတဲ့ကြောင်းလို့ပြောလို့ရတယ် gateway လို့ဖြစ်နေ အများကြီးပဲကားနေတယ်အဲ့ညဟိုမှတ်ရလာအောင်ကားနေသေးတယ်တရားကြီးမတော်မှသွားနေချိန်မှာဟာမိုက်တယ် ကိုဘက်မှာလည်းကားတန်းရှိ ကားတန်းရှိ ပိုလန်ဘက်မှာလည်းဒီရုရှားဘက်ဘယ်လာရုစ်ဘက်ဝင်မဲ့ကားတန်းလည်းရှိကျွန်တော်ဘက်မှာလည်းရှိဖြစ်ဒါကသူကလူကဆင်းသွားလို့မရအောင်ကားနဲ့လူနဲ့ဆိုင်ကယ်နဲ့အကုန်လုံးကတူတူဖြစ်နေမှရမှာအဲ့နည်းနည်းရွှေ့ရင်ကိုကနည်းနည်းရွှေ့နဲ့အဲ့မှာကျွန်တော်6နိုင်လောက်ကြာသွားတာညောင်းပြီးတော့ ကျွန်တော်တို့အဲ့ဒီပြီးတဲ့အချိန်မှာ midnight လောက်ဖြစ်နေပြီကျွန်တော်တို့အဲ့ဒီမှာ midnight လောက်ဖြစ်နေရင်စာဝတ်စာတမ်းပြီးတော့ထွက်ကန်ဒီမှာကျွန်တော်တို့ကိုလေ အဲ့မှာ အဲ့ဒီတယောက်က immigration officer တယောက်ကလာပြီးတော့စာဝတ်တစ်ခုလာတောင်းတာပေါ့နော်လာတောင်းတော့ကျွန်တော်တို့ကလည်းကျွန်တော်မှရှိရဟာပြတယ်ဒါပေမဲ့အဲ့ဒါတွေကဟိုမဟုတ်သေးဘူးပေါ့နောက်တစ်ခုလိုရဆိုပြီးတော့သူကပဲကျွန်တော်တို့ဟိုမှာခေါ်သွားပြီးတော့နော် အဲ့ဆောင်ဦးရဲ့လောက်ပြီးတော့တောက်လျှောက် ဟိုကြည့်လိုက်ရင်သူကလုံးဝမျက်နှာခက်မာနဲ့လုံးဝဟို very strict officer လိုမျိုး လုံးဝဝတ်စုံပြည့်နဲ့လုံးဝ very fit မင်းတို့ကောင်လည်းဘယ်ရလဲဘာညာဆိုပြီးတော့ဟို check ပြီးတော့မင်းလိုက်ခဲ့ဆိုတော့ကိုရဲဥညောင်ကြောင်လိုက်သွားမဟုတ်တာ ပဲပုံပြီးတော့ နောက်ဆုံးမှသိရတာသူပဲကူသွားပြီးတော့ဘယ်စာရွက်လေးလိုပဲမင်းတို့ဒါလိုပဲဒါဝယ်ပါဒီညမှာဝယ်ပါပြီးတော့ဟို insurance ကမသိသူများကြီးလုံနေရတော့ဟာအဲ့ဒီလိုခဏထားတယ်ဒီကောင်လည်းအရင်လုပ်ပေးလိုက်ဆိုအမျိုးလာ သူကနောက်တော့မှသိရအဲ့ document တွေကကျွန်တော်တို့ဟို European Union ကိုဝင်မယ်ဆိုရင်သူကအဲ့ဒီဟိုကောင်နိုင် outside နဲ့ပတ်သက်ပြီးတော့ tax ပေးရတဲ့ဟာရှိတယ်အဲ့ဒီဟာနဲ့ပတ်သက်တဲ့ဟိုစာဝတ်လေးပေါ့နော်အမောင်းတော့မများပါဘူးဟို euro 20လောက်ရှိတယ်အဲ့ဝင်နေတော့ပဲ ဒါပေမဲ့မပါဝိုင်းအဲ့ကျွန်တော် fine ချခံမှာပေါ့မှာ
ဆိုတော့အဲ့မှာမှကျွန်တော်ပိုလန်ဆိုတဲ့နိုင်ငံကြီးတွေဝင်တာအဲ့ခါကျမှ Europe ဆိုတဲ့မြေကြီးကိုကျွန်တော်စနေတာအဲ့ညမှာဆက်မမောင်းနိုင်တော့လို့ကျွန်တော်အဲ့နာမှာတော်တော်ဈေးကြီးတဲ့နေရာလေးမှာအိတ်လိုက်ရကျွန်တော်မြင် ညတနားရီခွဲလောက်ဖြစ်နေ အေးညတနားကိုလူလည်းတော်တော်ပင် ချက် ပ က န်း င် နေ ဝင်လာတော့မှကျွန်တော်တို့သူတို့တကားထောက်ပြီးတော့လေ ဟုတ်တယ် နှိုးပြီးမှဝင်ရတာအဲ့ဒီက လူလည်းတော်တော်ဂါနေလေ ဟုတ်တယ် ဒီနေ့ကတန်းစီထားတော့အဲ့ဒါပိုလန်ကနေပိုလန်မှာတော့ကျွန်တော် ကိုလမာတိကဟိုသွားလောက်တာနော်ဟိုသွားပြီးတော့တက်တာ ဝါကလောလား အာ အတန်ထွက်ကဘယ်လိုလေးလဲမသိ ဟုတ်တယ် ဘူးဟိုပေါင်းထားတာဝါကလောလို့ဖတ်တာသူတို့အတန်ထွက်လိုက်တော့တမျိုးပဲကျွန်တော်လည်းဖတ်တယ်ဆိုတော့အဲ့မှာပုံဝင်တက်တာခေပိုလန်ရောက်တော့ကျွန်တော်အဓိကတော့ပိုလန်ဝင်တာကတော့သွားမယ့်နေရာလေးကတော့ကျွန်တော်ဆိုင်ငယ်ပုံတက်ဖို့တည့်ရတဲ့အတိုင်းပဲကျွန်တော်ကဒီ software တွေပါသွားတာဟိုအိပ်ပျော့တွေနဲ့ ဒီပြောလဲကျွန်တော်တို့ဟိုပါပေါ့နော် တော့ချင်းနေစိုးနေပြီ အစင်ပြေလိုလေးပဲဝယ်လိုက်ရတော့ကျွန်တော်တို့သွားရင်နဲ့အိတ်တွေကသူကဝိတ်ကလည်းများတော့ဣကြလာပြီးတော့ကျွန်တော်ရေရလည်းအမြဲတမ်းဝင်တယ် ဟုတ်တယ် ကျွန်တော်ရဲရောက်ချင်းsorry တချို့မြို့တွေမှာဆိုကျွန်တော်တို့မိုးရွာထားမိုးကလည်းတော့ဆောက်ပြရအောင်ရုရှားမှာ အဝတ်တွေကလည်းစိုးပြီးတော့ ဆိုပြီးတော့အဲ့ဒါကျွန်တော်တို့ရောက်တဲ့နေရာမှာဆိုအခန်းထဲမှာကျွန်တော်တို့ဟို6လှမ်းရတာအဲ့ဒရုခဖြစ်တာအဲ့တော့ကျွန်တော်တို့ဘုံကတော့မဖြစ်နေတက်မှရောက်ရမယ်ဆိုပြီးတော့အဲ့ဒီဟိုကနေလည်းကျွန်တော်သွားလိုက်တာပေါ့ ဟုတ်တယ်ဆိုတော့မှဟိုမန်တော့အဲ့ဒီစိတ်ကိုအဲ့ဒီအချိန်မှာကျွန်တော်ဘိန်းတွေအတွက်ထုတ်တာ တူတစ်ခုပဲ သူတစ်ခုပဲရှိတယ်အဲ့ဒါကိုကျွန်တော်လမ်းမှာပြီးတော့ထားပါကျွန်တော်ဒီဖက်ကိုရောက်အောင်ပို့မယ်ဆိုရင်ပို့ခါနဲ့ဘာညာတွေနဲ့တော်တော်လေးဈေးကြီးတော့ဟာလမ်းမှာလည်းဝင်မှာပဲဟိုအဲ့နဲ့ဆိုတော့အဲ့ဒီကိုသွားပြီးတော့အပုံးတောင်းဝင်တက်တာ ကျွန်တော်တို့အဲ့ဘုံကလည်းအင်တာနက်ကကျွန်တော်တို့ဆက်သွယ်တယ်ဆက်သွယ်ပြီးတော့သူတို့ကလည်း email မပြန်ဘူးလားမသိ အေးဟုတ်တယ် ဘူး email မပြန်တော့ကျွန်တော်တို့ကလည်းရောက်လက်စနဲ့သွားလိုက်မယ်ဆိုသွားလိုက်တော့ဖြစ်ချင်တော့သူတို့ရဲ့ဟိုစက်ရုံဖြစ်တယ်ဒါပေမဲ့စက်ရုံကသူတို့ summer holiday ဆိုတော့ဟိုပိတ်ပြီးတော့ဘယ်သူမှလည်းစောင့်နေတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတာအဲ့နဲ့နောက်ဆုံးအဲ့ဒီပိုင်ရှင်ရဲ့အိမ်ကိုကျွန်တော်ကရောက်သွားကြ ရောက်သွားတာ ကံကောင်းကျင်တော့ဟိုကျွန်တော်တို့တစ်စည်းစာအတွက်အပြည့်စုံရှိတယ် ဟုတ်တယ်ဆိုတော့အဲ့မှာအိမ်ရောက်တော့သူကလည်းအံ့ဩတာပေါ့ဘယ်သူမှသူတို့စီမှာတော်တော်များ online ကနေဝယ်တာဖြစ်မယ်သူတို့ဆိုင်ကနေသူတို့ဖြန့်ထားတဲ့ဆိုင်တွေကနေပဲဝယ်တာပဲဖြစ်မယ်အိမ်ကိုသူတို့ရောက်လာမှမသိဘူးကျွန်တော်တို့ကလည်းသူတို့ရဲ့ email တွေ business address တွေကြည့်ပြီးတော့ဟို မေးနဲ့ mail နဲ့ဟိုရောက်သွားတာသူတို့လည်းသူတို့အံ့ဩအဲ့ဒါမဲ့သူတို့ကလည်းဝမ်းတာပါတယ်ဟိုကျွန်တော်လိုချင်တာပြောလိုက်တော့ပစ္စည်းကကွက်တိပဲဖြစ်နေဖြစ်ချင်တော့သူစီမှာအလုပ်တမတယောက်မှမရှိဘူးဟိုဒီဇိုင်နာပိုင်ရှင်ကိုယ်တိုင်နဲ့သူ့ရဲ့အမေနဲ့ပဲရှိတာသူ့အမျိုးသမီးနဲ့ ဒီလိုကြီးတယ် အဲ့တော့ကျွန်တော်တို့ကပစ္စည်းတွေအဲ့မှာနေကျွန်တော်ကချအဲ့မှာတင်ကျွန်တော်ဆင်ရတာပစ္စည်းတွေသူ့လည်းဆင်ကူသူကလည်းအလုပ်တမမရှိတဲ့သူကိုယ်တိုင်ပဲလုပ်ပေးတာသူ့အမေကကျွန်တော်နေ့လည်စာကျွေးတယ်ညစာလည်းကျွေးတယ်ပြီးတော့အိပ်ပျော့နေကျွန်တော်ပစ္စည်းတော်များထွက်လာတဲ့ဟာလေးကိုကျွန်တော်ခင်ဗျားစာတိုက်ကနေတော့ပြန်ပို့တယ်သူမိမကကားနဲ့လိုက်ပို့ပြီးတယ်အစဆုံးဟိုတေချာကူပေးတာအဲ့ဟာလေးကဟိုတတိယရယ်နော်သူတို့တွေတေချာလုပ်ပေးတာဟိုကိုတင်တာဟာဟိုပုံမှန်လောက်ပဲတင်တယ်မဟုတ်ဟိုရောက်သွားရင်သူတို့ကအလုပ်လုပ်နေတာပဲ professional ကြတာဒါပေမဲ့သူတို့ဟိုသူတို့ဒီနည်းတွေ့ရတဲ့ချိန်ကြတော့မျိုးဟိုတော်တော်နည်းနည်းထွေးရှိပါတယ်ဟိုလူသားဆန်ကြပေါ့ဗျာလူသားဆန်ကြဆိုတော့ပိုလန်နဲ့ပတ်သက်တဲ့ဟာလေးပေါ့နော်ကျွန်တော်ဟို โอเคကျွန်တော်တို့အဲ့ဒီပိုလန်ပြီးတော့ပြီးပြီးချင်းနေပဲကျွန်တော်တို့အများကြီးပဲကျွန်တော်တို့လက်ဗီးယားအဲ့ဘက်ကိုကျွန်တော်တို့ကြီးဆက်တက်ကြတယ်အဲ့ဒီနိုင်ငံလေးတွေကလည်းကျွန်တော်တို့ဒီဘယ်လိုခေါ်မလဲနိုင်ငံသေးလေးတွေပေါ့နော်နိုင်ငံသေးလေးတွေတေချာသွားမှာပဲရောက်မယ်ဆိုတဲ့နိုင်ငံမျိုးတွေပေါ့ဥပမာကျွန်တော်တို့ဒီ popular destination မဟုတ်ဘူးဆိုတော့ဒါပေမဲ့ကျွန်တော်တို့တကယ်သွားတဲ့အချိန်မှာကျွန်တော်တို့တကယ်ဟိုပေါ့နော်စတဲ့နေရာတွေအများကြီးပဲကျွန်တော်တို့ပင်လယ်ကမ်းခြေတစ်လျှောက်တော့သွားတယ် ဆောက်မောင်းလာခုစလိုက်နေမောင်း တယ်သူတို့စီမှာလည်းတော်လေးကိုတရားရ အက်စတိုးနီးယားမှာဗျာကျွန်တော်ငားလေး ဟုတ်တယ်အဲ့ဒီနေ့ကလည်းသွားရင်းနဲ့ဒါနည်းနည်းဟိုဘက်လေးရောက်သွားတာပြင်ပန်းပြီးတော့ ပြင်ပန်းအိမ်ငိုက် အိမ်ငိုက်ပြီးတော့ဟိုဘက်ကကားနဲ့အဲ့ဒါထိကန်နေမို့လို့ကျွန်တော်တို့အဲ့ဒါ နားလိုက်မယ်ဆို အေးခဏနားအောင်ဆိုပြီးတော့အဲ့လမ်းဘေးကခွာလေးပဲเนาะဟိုဆိုင်လေးထုံမှာဝင်ပြီးတော့နားတယ်နားရင်းနဲ့အမှကျွန်တော်တို့အမှသူကပင်လယ်စာလေးစားမယ်ဆိုပြီးတော့ကျွန်တော်တို့ကမှားလိုက်တာ ဒီတော့ပင်လယ်နားနီးတော့ပင်လယ်စာရီတော့မိုက်မှာပဲဆိုပြီးတော့ငားလေးကိုမှားလိုက်တာအဲငားလေးကဓာတ်ပုံတော့ရှိရနော်အမှဒီကောင်လုံးကိုတေချာပြုတ်ပြီးတော့လုံးဝ simple ပဲဗျာဒါပေမဲ့ ဘာမှအနှစ်တွေဘာမှမဟုတ် အဲ့ຢာကြီးကအခုဒီကို ကျွန်တော်တို့ trip ပြန်ဒီဟိုအကောင်းဆုံး အကောင်းဆုံး ဒီလိုပြောလို့ရ ဟုတ်တယ်
အဲ့ဒါလည်းတတိပြပဲဆိုအဲ့ဒါ Estonia မှာနော် ဆိုနေရမှာ ပြီးမှကျွန်တော်တို့ လာ လာ ဆို ဗီ နီ ယာ ယာနေပြီးတော့ကျွန်တော်တို့ကဟိုဘက်ကိုဘယ်လိုခေါ်မလဲရုရှားဘက်တက်ဝင်မှာဆိုပြီးတော့စိတ်ပီတာဘက်တက်ဝင်မှာဆိုပြီးကျွန်တော်တို့က on the way သွားနေရ တော့ short တက်နေ အဲ့နေနေမှာကျွန်တော်တို့ဟိုလက်စစ်ဆိုင်တစ်ခုမှာနေကင်းစာဝန်ဆိုင်နဲ့ဒီပြန်ပြီးတော့ဟိုမသွားဘဲနဲ့ကျွန်တော်တို့ဖင်လန်ကိုကူးလို့ရတယ်ဆိုရင် ဆိုတော့အဲ့မှာ map ကိုတွေ့လိုက်တာ အဲ့နဲ့ ဘာဖြစ်ကျွန်တော်ကလည်းဟို Saint Petersburg ကိုသွားမယ်ဆိုရင်အသွားတည့်ရဲ့အဲ့မှာနေတာတည့်ရဲ့ပြီးရင် Saint Petersburg ကနေ Finland ပြန်ဆင်းတာတည့်ရဲ့ဆို3ရက်ကြာမှာတော့အဲ့ဒါတစ်ကြောင်းပေါ့နော်ဒါပေမဲ့ဟိုရောက်တော့ကျွန်တော်ကဟိုစိုင်းတောက်ရင်းနဲ့အမှန်တော့အဲ့ Tuling လာပါလား ဟုတ်တယ် Tuling ကိုကြော်လာပြီး Tuling ကနေကျွန်တော်က ferry စီးသွားရင်တညပဲ Finland ကိုရောက်တယ်တညတော့မဟုတ်ဘူးကျွန်တော်နိုင်ပိုင်းနေပဲ ဟုတ်တယ်ဟုတ်တယ် အဲ့ဒါကျွန်တော်တို့ Helsinki ကိုကျွန်တော်ညရောက်သွားတာကျွန်တော်မမေ့ဘူးဆိုတော့အဲ့မှာပြီးရင်ဇရိတ်လည်းတက်တာလည်းချိန်လည်းတက်တာလည်းလူလည်းနားလို့ရတယ်ဆိုင်ကလည်းနားလို့ရတယ်ဆိုကျွန်တော်ကအာမတူပါဘူး touring ကနေပဲငါဖြတ်လိုက်မယ်ဆိုပြီးတော့ touring ပြန်စီးပြီးတော့ အဲ့မှာအဲ့ခါကျမှလက်မှတ်ဝယ် online online က ဝယ် ဆုံး တာ ferry စီးရတယ် online ဝယ်တာဝယ်လို့မရဘူးလား အေးဟုတ်တယ် ကုန်သွားတာအဲ့နဲ့ကျွန်တော်တို့ဟိုသွားပြီးတော့ go show လုပ်တယ် အဲ့မှာ ticket ကောတော့မတော့ဝယ်ရ ဟုတ်တယ် ပြီးတော့လည်းကျွန်တော်2နာရီ3နာရီတော့စောင့်ရသေးတယ် ဟုတ်တယ် အဲ့ဒီမှာကျွန်တော်တို့မှဟိုတော်တော်ပူရယ်နော်အဲ့နေရ ဟုတ်တယ် အဲ့ဒီပါကျွန်တော်တို့လဲ ပြီးတော့မှ ကျွန် ကျွန် တော် တော် တို့ တို့ ပြီးပါကျွန်တော်တင်မောစီးပြီးတော့ဟုတ်ကဲ့ ပထမဆုံးတင်မောစီးရအတွေ့အကြုံပဲဆိုင်ငယ်ကြီးနဲ့ဒီတင်မောကြီးထဲမှာကားတွေရောလူတွေရောဆိုင်ငယ်တွေရောအများကြီးပဲအကြီးပဲသူရဲ့ ferry อ่ะဆိုအဲ့ဒါပထမဆုံးတွေ့ကြုံပဲအဲ့မှာအဲ့ကနေစပြီးတည်လိုက်တာဟာငါတို့ဆိုင်ငယ်ကြီးပဲစီးစရာလည်းမလိုပါဘူးတင်မောလေးနဲ့လည်းဒီလိုမျိုးလေးချောင်းလေးခုတ်ပြီးတော့ခုနလည်းဒီနာလည်းလဲသွားလို့ရတယ်ဆိုတာမျိုးဟိုဈေးလည်းတက်တာရယ်ဘာဖြစ်လို့ဆိုဟိုအဲ့တော့ဘလောက်ကျွန်တော်50 60လောက်ပဲလာမသိပေးရတယ်ဆိုင်ငယ်နဲ့ဆိုရင်ဓာတ်စီဖိုးရယ်လူဖိုးရယ်စားတာတောက်တာဘာညာလို့ကျွန်တော်ထင်တာအများကြီးကုန်ပါဆိုတော့ဒါမျိုးလေးပေါ့နော်အဲ့လိုပဲကျွန်တော်ကဟိုချွေသားရတာပေါ့နော်ခါအဲ့နဲ့ရောက်သွားတာဖင်လန်ဟီစင်ကီကိုညရောက်လာ ကျွန်တော်တို့ဖင်လန်မှာကတချို့လေကျင်းတဲ့နေရာလေးပေါ့နော်ကျွန်တော်တို့ဖင်လန်ကလည်းကျွန်တော်တို့ဒီဇိုင်းတွေပိုင်းနဲ့ပတ်သက်လို့ရှိရင်သူကလည်း advance ဖြစ်တယ်ဥပမာကျွန်တော်တို့ အင်ဂျီတူမေးတဲ့ကိစ္စ အဲ့ဒီကြီးတယ်အဲ့ဒါတော့ဒါတော့ဒါ အဲ့ဒါအစပဲ မင်းကြီးဟိုကန်ကောင်းတာတဲ့ပထမဟာ ပထမဆုံးဟာပဲ မြူဇီယံထဲမှာကျွန်တော်တို့ကဟိုအဝင်မှာအင်ကြီးအပ်ခဲ့ရတယ်ကိုအင်ကြီးပါတော့ကိုဆန်း ပူလို့ဟုတ်ရမှာ ဆိုတော့ ပူတော့အင်ဂျီတော့မကင်ထားခြင်းဆိုတော့ locker ထဲမှာထားခဲ့မယ်ဆိုပြီးတော့ locker လည်း underground ထဲကိုသွားရတာအဲ့နဲ့အပ်ပြီးတော့မှရိုက်ဟိုအထဲမှာရိုက်သွားကြည့် ညနေအေးရောမှာ ပြီးတော့ထွက်လာအထွက်ကက်လေးရောရိုက်လိုက်သေးတယ်တယောက်နဲ့တယောက်စကားတွေပြောပြီးတော့ဟိုဘာညာကျွန်တော်ဒီ documentary လေးရိုက်တာကိုရှောက်ပြီးတော့ line shot နေနေအေးလာရောနေကငါနွေးထဲပါလာဘယ်နှမှာလဲဟောတော့မှ museum ထဲမှာ အဲ့ညဖြစ်ရှင်တော့နောက်နေ့ကျကျွန်တော်တို့က အစောကြီးတော့ ဆောက်ချက်ပါဆိုလို့ထားတာเนาะ ဒါပေမဲ့ museum က 9နိုင်လားမသိ ရှစ်ခွဲလားမသိဘူးဖွင့်တာအဲ့နဲ့အဲ့အနွေးထဲယူပြန်တော့ယူဖို့အတွက် museum ရှိမှာစိုင်ကြီးနဲ့ငုတ်တော့သွားဆောက်ပြီးတော့မှအဲ့မှာ museum ပွင့်တာနဲ့ locker ထဲကနေနွေးထဲပြန်ယူပြီးမှထွက်လာအဲ့နဲ့ကျွန်တော်ဟို cafe ကိုသွားလိုက်တာ ဟုတ်တယ်အဲ့တော့ကျွန်တော်တို့ရက်ဘက်ဆက်သွားပါတော့လန်ဒန်မှာရက်ဘက်ဆက်သွားရတဲ့မှာ Ace Cafe ဆိုတာကျွန်တော်တို့လန်ဒန်မှာကျွန်တော်တို့သွားကျင်တဲ့ destination တစ်ခုတွေမှာပါတယ် Ace Cafe ကသူ့မှာလည်းဒီ history ရော culture ရောအရင် strong ဖြစ်တဲ့ဟိုအတူပေါ့နော်အဲ့ဒါနဲ့ဒီ Finland မှာလည်းသူတို့ကဒီ Ace Cafe ကသူကUK မှာပဲရှိတာအစား ဟုတ်တယ် ဒီအခုFinland မှာရှိတဲ့ Ace Cafe ကသူတို့ရဲ့ပထမဆုံး franchise လုပ်ထားတဲ့ဟာဆိုကျွန်တော်တို့ဝင်ကြည့်မယ်ဆိုကျွန်တော်တို့ museum သဘောမျိုးလည်းပါတယ်ကျွန်တော်တို့ကြည့်ကြအောင်အဲ့မှာကျွန်တော်တို့ Alex ဆိုတဲ့ဟိုပိုင်ရှင်ပေါ့နော်သူရဲ့ private college ကိုသူကထားတာအဲ့မှာကျွန်တော်တို့သူနဲ့လည်းစကားပြောတော်တော်လေးခင်ဖို့ကောင်းပါတယ်အခုတည်းတော့ကျွန်တော်တို့တစ်ခါကျရင် cyber ပို့ရတယ်သူကကျွန်တော်တို့တွိုင်းနဲ့ဒီ North Cap ပေါ့နော်အဲ့ကြောင့်သူကစပြောတာကျွန်တော်တို့ဒီ Norway ရဲ့ထိပ်မှာပေါ့နော်ဒီဥရောပတိုက်ရဲ့မြောက်ဘက်ဆုံးရှိတဲ့နေရာလေးတစ်ခုရှိတယ် ဟုတ်တယ်ဆိုင်ငယ်သမားအရင်သွားတယ် ဆိုင်ရရသွားတယ် ဆိုတော့သွားတင်နေဆိုကိုရီးယားအဲ့ချိန်တော့ knock cap ပေါ့ဒီလောက်ပဲကိုစဉ်းစားဘယ်လောက်မှလည်းဟိုစိတ်ထဲမှာမမြင်မိနေဘူး မှန်တယ် ပြီးတော့ကျွန်တော်တို့ကအဲ့ဒီ Norway trip ကိုကျွန်တော်တို့ကရာသီဥတုအခြေအနေရတာကျွန်တော်တွန်းပြီးတော့ဒီမြောက်ဘက်ကိုဆက်သွားတာရာသီဥတုကောင်းရင်သွားမယ်ဆိုတော့ねတပြေးချင်းစီဖင်လန်ကနေကျွန်တော်စတက်တာပေါ့ကြောက်ရာသီဥတုကအဲ့မှာအရင်အေးနေဆိုကျွန်တော်သွားဖြစ်မှာမဟုတ်တော်လေးရတာသူတို့ရဲ့ summer မလို့သူ summer ဆိုတာလည်း5 degree ပတ်ဝန်းကျင်ဆိုအဲ့ဒါကိုကျွန်တော်
လမ်းမှာလည်းဆိုင်ကယ်သမားတွေအစတွေးလာပြီတွေးရဆိုင်ကယ်သမားတွေကနောက်ကပ်ပြန်လာတဲ့လူတွေများတယ်ယူရိုမှာလည်းတကယ်ဆိုင်ကယ်စစီးတဲ့ season စတာပေါ့နော်အဲ့အချိန်မှာဆိုတော့အဲ့မှာကျွန်တော်က knock-up ကြီးကိုအေးသွားကြအောင်ကွာဆိုပြီးတော့ တော့အကြံရ မှဖင်လန်ကနေကျွန်တော်နော်ဝေးကိုထောင်းတက်တာအဲ့နေရာရာတူးတူးကတော်လေးရဲ့ကျွန်တော်ရှေ့မှာသွားထားတဲ့လူတော်မှာနိုင်ပိုင်းလေးတော်မှာသူက knock-up မှာသူဘာမှတော့မမြင်လိုက်ရအောင် သူကဒီကျွန်တော်ရောက်နေတဲ့အချိန်မှာလည်းဖြစ်သေးတယ်ဒီတိမ်ပေါ့နော်သူကမြူလိုမျိုးကြာသွားတဲ့ခါကျရင်သူကဒီရှေ့2-3 ကီလိုမီတာလောက်တော့မမြင်ရတော့ကျွန်တော်တို့ရောက်တဲ့အချိန်မှာနေရောင်ကြီးရလည်းရှိနေတယ်အမှတင်မောတွေသွားနေတာပေါ့နော်အဲ့လိုအဲ့ဒီရဲ့မြောက်ဘက်မှာကျွန်တော်တို့ပင်လယ်ကြီးရှိတယ်အဲ့ဒါရဲ့ဟိုဘက်ချမ်းကျသူကဒီ knock ပိုးဖြစ်သွားပြီအဲ့နေရာလေးကိုပဲကျွန်တော်တို့ကဆိုတော့ကျွန်တော်ဟိုလုံးဝဟိုကုန်းမြေဆုံးတဲ့နေရာကိုရောက်သွားတာပေါ့နော်ဟိုမြောက်ဘက်အစွန်ဆုံးရဲ့ကုန်းမြေအစွန်မှာကျွန်တော်ရောက်သွားတာဆိုတော့အဲ့အချို့လူတွေတော့ဒီရာတူးတူကနိုင်ပိုင်းတွင်ပြောင်းလဲနေတာဖြစ်တဲ့အတွက်သူတို့တွေကမမြင်လိုက်ရအောင်ကျွန်တော်ရောက်တဲ့ချိန်ကျရာတူးတူကရုတ်တရက်နေတွေပါပြန်ပွင့်သွားပြီးတော့ကွက်တိဖြစ်သွားတာ အဲ့ညမိုးတောင်ရွာနော်အေးဟို4 degree လောက်မှာမိုးကရွာဟာကျွန်တော်တို့ဟိုဖြစ်နေဒီလေစိတ် တော်အေးရနော်ဒါပေမဲ့အဲ့လမ်းတွားလမ်းကြောင်းနဲ့ကျွန်တော်မမိရတော်စီးလို့ကောင်းတယ်ပင်လယ်တွေတွေ့သူကတန်တယ်တွေဖောက်ထားတာ ကျွန်တော်တို့ဝင်သွားတယ်စပြီးတော့ဟိုဆိုင်ကယ်တန်တယ်ဝင်သွားတဲ့ဟာတွေ့တယ်ပြီးတန်တယ်ဒါမှမဟုတ်ကောက်ပြီးတော့ပြန်တက်သွားတယ်အဲ့လိုမျိုးလေးအဆောက်အဒေတာနဲ့ဘာရောက်အဲ့လိုဖြစ်နေလဲဆိုနောက်မှသိတာသူကရေအောက်ထဲဝင်သွားတာဒီရေအောက်ထဲဝင်ပြီးတော့ဟိုဘက် island ကိုပြန်သွားဆက် Google Map မှာလည်းပါတယ်လေ Google Map ထဲမှာကျွန်တော်က Google Map ကိုကြည့်တော့သွားတာပေါ့နော်သွားရင်းနဲ့အမှကျွန်တော် point ကရေထဲမှာကြီးသွားတယ်ရေထဲမှာကျွေးနေအမှန်တော့ဒီကောင်ကရေအောက်ထဲဝင်ပြီးတော့ဟိုဘက် island ဟိုဘက်ကျွန်းကိုပြန်တက်သွားတာကျွန်းနဲ့များတော့ကျွန်းတစ်ခုနဲ့တစ်ခုဆက်တာသူကရေအောက်ကနေဆက်တာများတယ်ပြီးတော့မှသူတရားထိုးတဲ့နေရာလေးလည်းရှိတော့အရန်ရှိတဲ့နေရာဆိုရင်တော့သူကတရားမထိုးဘဲနဲ့ရေအောက်ကနေသွားနိုဝေးမှာလည်းကျွန်တော်တို့ဒီဟောပါနော်ကျွန်တော်တို့တကယ်ချင်းကိုစုံနေအောင်ဒီနေခဲ့တဲ့လူလေးသွားတယ်ခင်ဗျာဒီရဲ့အမှတ်တရပါပဲသူသွားခဲ့တဲ့နေရာလေးတပုံရိုက်ခဲ့နေရာလေးတဲ့ပုံရိုက်ခဲ့ဘာဖြစ်ဒီကဖြစ်သွားတယ်လားသူကြောင့်အများကြီးပါတော့ပေါ့နော်အမှတ်တရလည်းဖြစ်သွားအောင်ဆိုပြီးတော့သူသွားခဲ့တဲ့နေရာတော့ရောက်အောင်ပြန်လိုက်ရှာတာအတက်စီဆိုင်ကောင်မလေးညွန်လိုက်တာနော်ကျွန်တော်တို့လည်းပုံနဲ့သူ့ကိုပြလိုက်တော့သူတို့ကတော့ဒေတာဖန်နေဆိုတည်ရအဲ့ဒီတိုင်ကြီးအကြီးကဘယ်နာမှရှိတာလဲအစပြီးအဲ့ဒီပုံကလည်းနာမည်ကြီးရဲ့လူပဲเนาะအဲ့ဒီဟို artist ကိုလည်းဆွဲထားဖြစ်တဲ့အတွက်ဆိုတော့သူတို့ဒီညွန်ပြီးတော့ကျွန်တော်ဟာတွိုင်းနဲ့ရှာပြီးတော့မှဟာဟိုမှာတွေ့ပြီဟေးဆိုအဲ့ဒီနေရာကြီးကျွန်တော်ရောက်သွားနေတွေ့သွားအဲ့ဒီနေရာကြီးမှာအဲ့ဒီဆိုင်ရယ်ရောအဲ့လိုဓာတ်ပုံပြန်ရိုက်ဖို့ကျွန်တော်မနေ့ခြုံပုတ်တွေတော်တော်လေးကြော်လွားပြီးမှသွားလိုက်ရတာစားတော့ဆိုင်နောက်ဘက်မှာလာမသိဘူးဟုတ်တယ်နောက်မှာလိုမျိုး white tank ကလိုမျိုးကြီးပဲအမှကျွန်တော်တို့ရောက်တဲ့အခြေအပုံနဲ့ကိုစုံနေအောင်လေးတဲ့ပုံနဲ့တော့သူကတချို့နေရာတက်ကြီးတက်တာဟုတ်တယ်ထားမိသေးတယ်ဆိုတော့ဒီကဲအမှတ်တရဖြစ်သွားတယ်နော်ဝေးကကျွန်တော်တို့ရဲ့ဘဝထဲမှာလည်းဒီကဲအမှတ်တရဖြစ်တယ်ဒီတွားရတဲ့စီးရတဲ့လမ်းကြောင်းတွေနော်ဝေးရဲ့လာပါမှုတန်ရှင်းမှုတွေစီးကြည့်ရတော့ပြောတယ်နော်စီးကြည့်ရတော့နောက်ဟာလေလမ်းဘေးမှာကျွန်တော်ကိုယ့်အကူပဲချက်စားကြတာဗျာစူပါမားကတ်ဝင်ပြီးတော့လေဆိုတော့ဒါပေမဲ့နော်ဝေးကတော့တော်တော်ကြိုက်တယ်ကြိုက်တယ်နော်နေဝေးပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ကတ်ဒါတော့โอเคနိုဝေးပြီးတော့ကျွန်တော်တို့တောင်ဘက်ကိုဆက်ဆင်းတယ်ပြီးတော့ဒန်မတ်နဲ့ဘယ်ဂျီယံအဲ့မှာလည်းကျွန်တော်တို့အထင်ကြီးနေရာတွေသွားပြီးတော့လေ့လာခဲ့တယ်သူမထင်မှတ်ထားပဲမဲ့တော့နော်ရောက်သွားနေရာတွေလည်းရှိတယ်ကျွန်တော်တို့ဒီသူတို့အရင်ကချက်ဆောင်ဟောင်းကြီးတို့ဟုတ်တယ်နော်အမားတို့ဒါသူတို့လမ်းညွှန်ပြီးလို့ရောက်သွားတာအဲ့တော့လည်းဟုတ်တယ်တော်တော်လေးပြန်စဉ်းစားယူနေရတယ်ဟိုကြားထဲမှာလည်းကျွန်တော်တို့ချိုနာမည်နော်မြို့နာမည်တွေဟိုလမ်းကြောင်းတွေဆိုရင်ဟိုတိတော့တည်ရဒါပေမဲ့အထွတ်အရဆိုတာပြင်ကြည့်ရတယ်ကျွန်တော်မမိတာအဖွားနဲ့ကျွန်တော်တွားပြီးတော့ဟိုမထွက်ခင်တော့အဖွားနဲ့တွားတွေ့လိုက်တယ်ကအဖွားရှင်းပြတယ်ဘယ်မြို့ပြီးဘယ်မြို့ဆိုတော့အဖွားရဲ့မညံတော်တော်လေးကောင်းတယ်အဲ့တော့အကုန်လုံးသူတော်တော်လေးမမိရကျွန်တော်ကြောင့်အသွားပြန်6လနဲ့ဆိုတော့ပြီးအသွားတဲ့ဟိုပဲ3လဆိုတော့ခါလေးဆိုဟိုအဲ့ရနိုးလိုက်ဟာကိုကဘယ်မျိုးရောက်နေပြီလဲဆိုတော့မျိုးတော့အဲ့မျိုးဖြစ်တာဟိုနည်းနည်း confuse ဖြစ်တာဟိုခုတော့ဟိုမနေ့ပြန်စဉ်းစားနေရတော်ရီကကျွန်တော်တို့အချိန်တွေကဒါဟို6လနဲ့ဒါပြီးသွားလို့မဟုတ်ရင်ကျွန်တော် attendance ရှိသွားရင်ကျွန်တော်တို့ဒီအခုကိုဗစ်နဲ့ကျွန်တော်တို့တိုက်မိပြီးတော့ဟိုရောက်တဲ့နေရာကနေပြီးတော့ဆိုင်ငယ်ထားပြီးပြန်လာရင်လားတခုပေါ့နော်စီစဉ်ရမှာကျွန်တော်တို့
အဲ့ဒါတကူကတော့ဒါအားသာချက်ပေါ့နော် ဟုတ်တယ်အဲ့ဒါတော့အာသာချက်အချို့လမ်းမတွေ့တဲ့စံကင်သမားတွေဆိုသူတို့မေးကြည့်လိုက်ရင်အနည်းဆုံးတစ်နှစ်လောက်လမ်းပေါ်မှာရောက်နေတယ် ဟုတ်တယ် တစ်နှစ်လောက်အဲ့ကိုရီးယားဟိုသွားရဲဆိုရင်ဟိုနောက်ခေါက်သွားရင်တော့ဒါတေချာအချိန်ယူပြီးတော့သွားမယ်ဟိုသူများတွေသွားမယ်ဆိုရင်လည်းတေချာအချိန်ယူပြီးသွားကြပါပေါ့တခုတော့ရှိတာပေါ့အချိန်ပေးရပြီဆိုရင်ငွေကြီးပိုင်းဆိုင်ရာတွေအများကြီးတော့ဟိုဒါတွေကတော့ဟိုနည်းနည်းပြန်ပြီး take care လုပ်မယ်ပါဒါပေမဲ့တစ်ဖက်ချမ်းမှာတော့ပို့ပြီးတော့နေရာဒေသတွေလိလာဖြစ်မှာပေါ့ဗျာ Okay ပါဒါဒီလောက်တောင်ဒါကျွန်တော်တော်တော်လေးကို recoupကိုကင်မရာမန်မှာချော်ကြတယ် recoup တော်တော်များပြောနေတာ ရှယ်ရတာလေအန်ဒီရီဂျားတဲ့ရိုက်နေတာ ဟုတ် ဟို တယ် ရက်ပြလိုက်ပါဦးမှာ ညာသူအန်ဒေဂျားတွေကနေရိုက်နေတာဒီကောင်တွေလည်း သွားနေလို့လည်းမရ တော့နင်းလို့မရအောင်နင်းတိုင် ဆ ပါ ရာ ပါ လေးလေးဟိုမှာဒီကောင်တွေကလည်းဟိုအဲကွန်းကိုဟိုမှာတက်တဲ့အောက်ကိုသွားထားနေတာအဲ့ဒါကြောင့်ရွှေခိုင်းလည်းရွှေပါမဟုတ် ဆိုတော့ဗျာဒီကဟိုဒါတော့ဒါကျွန်တော်တို့ဟိုကျွန်တော်ရဲ့ UK တူမြန်မာရေမပြောခင်မှာကျွန်တော်ပြန်ပြီးတော့ recoupလုပ်လိုက်တာ recoupဆိုတော့ပြန်ပြီးတော့စမြုံပြန်လိုက်တာပေါ့အားလုံးလည်းပြန်မှတ်မိအောင်ကျွန်တော်လည်းကျွန်တော်ရဲ့ idea ကျွန်တော်ရဲ့ဟို memory လေးနဲ့ refresh ဖြစ်သွားအောင်လို့ဒီကနေ့ကျွန်တော်ဖြတ်လိုက်တာကတော့ကျွန်တော် Netherlands နေတစ်ဆင့်เนาะUK အဝင်ပဲပြန်လာ ဟုတ်တယ်အဲ့မှာ Hook Holland နေတစ်ဆင့်ကျွန်တော်တို့ UK ဝင်လိုက်တာအဓိကလည်းဒါပြင်တစ်ကိုကျွန်တော်မှတော့ပြင်တစ်ကိုတွားပြီးတော့ဟိုရေးတဲ့ကြားကနေကျွန်တော် သွားလဲရ တွားလဲရတယ်ဒါပေမဲ့နှစ်ခါမဖြတ်ချင်တော့ဟိုဘိုးဒိုးစားနေကျွန်တော်တင်ပေါ်ကြီးစီးလာပြီးတော့အဲ့မှာခင်လာတဲ့တယောက်နော်ဝေးမှာလမ်းကြောင်းမှာခင်လာတဲ့တယောက်ကသူ့မှာတော့အေးကြီးနဲ့သူကအကြံပေးတာဟဲ့ Hook Holland နေဖြတ်လို့ရပါဆိုပြီးတော့ဆိုတော့အဲ့ဒါလန်ဒန်ရောက်သွားတာပေါ့နော်ရောက်သွားဆိုတော့တွေ့တဲ့အတိုင်းပဲရောက်ပါပြီလို့ကျွန်တော်ပြောလို့ရပါတယ်ဒီဘက်ဆိုတော့ကိုညိုရင်ဘယ်လိုစိတ်ထဲမှာခံစားရလဲ ဘယ်လိုရောက်လဲဘာလို့မှမသိတော့ဘူး အေးနော်ဟိုတက်စီးလာတာဒီကိုလာကြမယ်ဆိုပြီးတော့စီးလာတာလေဆိုဒီရောက်တော့ဘာမှမရှိဘူး ဘာမှအဲ့လိုလည်းပေါ့ဒါမှမသိဘူး အေးပေါ့ ပြောတာပေါ့ မနော် ပြောတာပေါ့ ဟုတ်တယ် မနေ့က ဝန်တာဝန်နေဖြစ်နေဟုတ်လား ဟုတ်တယ်အဓိကကျွန်တော်တို့မနေ့ကဒီတေဘိုးပေါ်ရောက်တော့တော်တော်လေးပျော်ပြစ်တယ်ညောင်စလုံးတကယ်ဒါဟိုဒီပြေဒီချင်းစီးလာတဲ့ဟာလေးကနေပြီးတော့ဒီထိရောက်လာဆိုပြီးတော့ အဲ့မှာကျွန်တော် surprise လာလောက်တာကကျွန်တော်အမားတော့ရောက်နေရယ်အောင်ကျော်ဝင်းရဲ့ဒီမှာရောက်နေရယ်ကျွန်တော်ရဲ့နောက်တဲ့အချမ်းတစ်ခုရောက်နေတယ်ပြီးရင်ဟိုမှာရှိနေမြန်မာတိုင်းဝိုင်းကြီးအားလုံးကျွန်တော်လာကြိုကြရင်လည်းဟိုမှာကျွန်တော်ဒါ UK ကိုကျွန်တော်ရောက်သွားတာဆိုတော့ UK ရဲ့နောက်ပိုင်း UK နဲ့အနီးတစ်ဝိုက်တွေပဲသွားတယ် UK တစ်ဆင့်ကျွန်တော်ပြန်လာပြီးတော့လမ်းကြောင်းမှာဘယ်လိုဟာလေးဖြစ်တယ်ဆိုတော့ကျွန်တော်ဒါမဲ့ episode
ပေါ့နော် နောက် episode မှာကျွန်တော်ရိုက်ဖြစ်မှာပေါ့နော်ဆိုတော့ခု YouTube မှာပြောနေကြတဲ့အတိုင်းပဲ like subscribe okay ပါဗျာ okay ကျွန်တော်တို့ see you soon see you soon ကျွန်တော်တို့ပြန်ပြီး update လုပ်ပါမယ် update လုပ်ပါတော့နောက်ဆက်ပါနော် okay okay thank you sure bro alright man thank you